အိမ်မှာအခုလိုကိုယ်တိုင်မြင့်ငပီလေးလှုပ်ထားရင်စိုးစေးမပါတန်တန်ရှင်းရှင်းလေးလဲစားရတယ်။ဒါကတော့မင်းလှုပ်ထားတဲ့မြင့်ငပီလေးကိုပြန်လဲမျှဝေပေးလိုက်ပါတယ်ရှင်။မြင့်ဘလော်လေးကိုစုံထိကြည့်ပေးသွားကြပါအောင်ရှင်။ဒီနေ့ဈေးသွားတော့ဈေးထဲမှာမြင့်မစွန်တစ်သေးလေးတွေလက်လက်ဆက်လေးတွေ့တော့ပေါ့နော်မိကဝယ်လာလိုက်တယ်။ဒီမြင့်မစွန်လေးတွေကိုတန့်စင်သွားအောင်လို့ရေ3လီတက်လေးဆေးကြောပေးလိုက်ပါမယ်။မြင့်မစွန်ထဲမှာပါတဲ့အမိုက်တရိုက်လေးတွေပြီးတော့ဒီထဲမှာခရုခွန်လေးတွေပါတယ်ဆိုရင်တော့ဖယ်ထုတ်ပေးလိုက်ပါမယ်စုစုပေါင်းတော့ဘတ်100ဘူးပေးရတယ်သူတို့ကအထုပ်လေးထုတ်ပြီးရောင်းတာဆိုကြတော့အချိန်နဲ့ပြောမယ်ဆိုရင်တော့ခမန်းစီ90သားလောက်တော့ရှိမယ်ထင်ပါတယ်ဆေးပြီးသွားပြီဆိုရင်တော့စကားနဲ့ရေးစစ်ပေးလိုက်ပါမယ်ပြီးသွားရင်တော့ပကံထဲကိုမြင့်မစွန်လေးထည့်လိုက်ပါမယ်မိကတော့မြင့်ပစုံလေးတွေ90သားခမန်းကြည့်မလို့ပေါ့နော်စားကိုကြတော့ထမင်းစားစွန်း9စွန်းလေးသုံးထားပါတယ်ပြီးရင်တော့ဒီစားနဲ့မြင့်ပစုံလေးနဲ့အားလုံးတမသွားအောင်လို့နေပေးလိုက်ပါမယ်ပစုံငပိမြင့်ငပိလှုပ်တဲ့နေရာမှာပစုံတပိတ်တာဆိုရင်စားက10ချက်သားနဲ့15ချက်သားထိထည့်နိုင်ပါတယ်စားနဲ့သွားမယ်ဆိုရင်မြင့်ငပိတိတ်တဲ့နေရာမှာငပိကပုတ်တက်တယ်ပေါ့နော်စားများရင်လည်းငပိကငငိမ့်နဲ့စားမကောင်းပေါ့နော်ပစုံနဲ့စားနဲ့ကိုတမသွားအောင်နေပြီးသွားပြီဆိုရင်တော့စကားပေါ်မှာပစုံလေးတွေကိုဖြန့်ပြီးတော့မှနေလန်းပေးလိုက်ပါတယ်အပေါ်ကနေပြီးတော့ဗောနော်ရှင်နီလာနာတက်လို့ဗောနော်မိကတော့ဒီစကားအဝတ်လေးအုပ်ပြီးတော့မှလှမ်းပေးခဲ့ပါတယ်ပိတ်စာလေးရှင်ကောင်းနေမနာရအောင်ပဇွန်တွေကိုနေလန်းတဲ့အခါမှာစကားသို့မဟုတ်စကားခွက်ပါတဲ့စကောထဲမှာထည့်ပြီးတော့မှလှမ်းပေးရပါတယ်သူကဗောနော်စားနဲ့နေထတာဆိုကြတော့ဒီစားရည်လေးတွေကစိတ်ပြီးတော့မှအောက်ကိုကျတယ်ဗောနော်ဒီလေးလုပ်ဖို့အတွက်ဗောနော်မြင့်ပဇွန်လေးတွေကိုလှမ်းပါပြီပြေးစလှမ်းပါပြီမိကတော့မြင့်ပစုံလေးတွေကိုတရက်နေလန်းခဲ့ပါတယ်ဒါကတော့ဗောနော်နေလန်းထားတဲ့အခြေအနေလေးပါဒီပစုံလေးတွေကဗောနော်အယောင်လေးတွေပြောင်းပြီးတော့မှအပေါ်ရန်လေးတွေကတော့ခြောက်ပြီးတော့မှထဲထဲမှာနည်းနည်းလေးပဲအဆူတက်လေးကြက်มาတော့တယ်ဒါဆိုရင်တော့မြင့်ပစုံလေးလုပ်ဖို့ဗောနော်စပြီးတော့မှထောင်းလို့ရပါပြီရှင်စုံကြီးကြီးရှိတယ်ဆိုရင်လည်းတခါတည်းစုံကြီးကြီးထဲမှာထည့်ပြီးတော့မှထောင်းလို့ရပါတယ်မိကတော့ဒါအိမ်မှာအလွယ်လောက်တာဆိုကြတော့အိမ်မှာရှိတဲ့ငရုတ်စုံလေးနဲ့ပဲထည့်ပြီးတော့မှထောင်းခဲ့ပါတယ်ရှင်မြင့်ပစုံလေးတွေကိုမညက်တညက်ထောင်းထားတဲ့အခြေအနေလေးပါဆက်ပြီးတော့မှကြည်ညက်အောင်ထောင်းပေးလိုက်ရင်တော့ငပိဖြစ်ပါပြီထိုင်ပြီးတော့အဲ့ရပဲထောင်းမယ်နော်ကျိတ်ဆက်တွေကိုထည့်ပြီးတော့မှကြိတ်ပေးမယ်ဆိုရင်လည်းရပါတယ်ရှင်ထောင်းရသလားမင်းနဲ့လက်တွေကိုညောင်းနေလွှာလိုက်ဒီတိုင်ဒါကတော့အိမ်လုတ်ပေါ့နော်ညင်ငပိပစုံငပိစစ်လေးပါပစုံလေးတွေကအကုန်လုံးကျဉ်ညက်သွားပြီးတော့မှစီစီလေးဖြစ်လာပြီပေါ့နော်ဒါဆိုရင်ငပိဖြစ်လာပါပြီမိကတော့စုံသေးတဲ့အတွက်ပေါ့နော်ပစုံလေးတွေကိုနှစ်ခါခွဲပြီးတော့မှထောင်းပေးခဲ့ပါတယ်မှုရင်တာပဲပစုံနံလေးခုချက်ချင်းတော့ငပိလေးဖုတ်ပြောကြတော့ထမင်းပူပူလေးနဲ့ထမင်းအောင်စားခြင်းလေးဒါကတော့ပေါ့နော်3ပတ်လောက်ငပိလေးကိုတိတ်ပြီးသွားပြီဆိုရင်တော့စားလို့ရပါပြီပန်းရောင်လေးတန်းရတယ်နော်ကျုံလှကြငပိလေးဒါကတော့အိမ်မှာကိုယ်တိုင်လောက်တာဆိုကြတယ်ဒီညင်ငပိပစုံငပိစစ်လေးပေါ့နော်ပစုံနံလေးကလည်းမှုရင်တာကိုယ်တိုင်လောက်တာဆိုတော့စိုးစေးလည်းမပါဘူးတက်တက်ချင်းချင်းလေးစားရတာပေါ့နော်မိမိစင်ပြင်မဲ့ဖန်ဘူးသုံးမဟုတ်ပေါ့နော်စင်ဦးလေးထဲမှာထည့်ပြီးတော့မှဒီမြင့်ငပီလေးတွေကိုတိတ်ပေးရပါတယ်၃ဘက်ကနေပေါ့နော်တလထီပေါ့နော်တိတ်ပြီးသွားပြီဆိုရင်တော့ဒီမြင့်ငပီလေးတွေကိုစားသုံးလို့ရပါပြီရှင်မိရဲ့ဘလော့လေးကိုစုံထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲနောက်ဘလော့မှာပြန်လည်ဆုံနေကြပါအောင်မယ်ရှင်အားလုံးပဲတတာ